မင်္ဂလာပါကျွန်တော်စိန်ဝါဆန်လေးမှာဂျိုရီယာဟန်တွက်မော်ဒယ်အမြင့်ဘိန်းတွေထည့်ရောက်ထားပါတယ်ကျွန်တော်တဘိန်းချင်းစီရဲ့ဈေးနှုန်းနဲ့မော်ဒယ်လေးတွေကိုပြပြပေးမှာဖြစ်ပါတယ်ဒီကောင်လေးကတော့မော်ဒယ်2019ဖြစ်ပါမယ်ဒီကောင်လေးကိုရောင်းချပေးမယ်ဈေးနှုန်းက58သိန်းဝန်းကျင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီကောင်လေးကတော့မော်ဒယ်2018ဖြစ်ပါမယ်ဒီကောင်လေးကိုလည်း350ဝန်းကျင်မှာရောင်းချပေးမှာဖြစ်ပါတယ်ဒီကောင်လေးကတော့မော်ဒယ်2020ဖြစ်ပါမယ်ဒီကောင်လေးလည်း58သိန်းဝန်းကျင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီဘိန်းလေးကတော့မော်ဒယ်2018ကိုမှ55သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီဘက်ကဘိန်းလေးဆိုရင်မော်ဒယ်2019မှာ48သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီကောင်လေးကတော့ယူရီယာအဖာမော်ဒယ်2018ကိုရှားပါအယောင်လေးကို50ကျော်လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဆိုင်ကလေးကိုလာရောက်ဝယ်ယူပဲဆိုရင်မန္တလေးမြို့83လမ်း303ရှိကြားစိန်ဝါစင်းဆိုင်ကယ်ရှိုးရိုးမှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ